ကဲပွဲရမှာသုံးဖို့လိကတာဖတ်ကောင်းကောင်းလေးရှာနေတဲ့ကျောင်းစင်ရာတွေအတွက်เนาะဒီမှာလိကတာဖတ် share တစ်လုံးပေါ့เนาะကျွန်တော် boot pop parking အစုံနဲ့ဒီမှာကြားရတဲ့ပါတယ်လုံးဝ share အဖတ်ကြီးတစ်လုံးကိုလာပြီးတော့ရောင်းချပေးမှာဖြစ်ပါတယ်ဒီကောင်လေးကိုကျွန်တော်တို့တူလိုက်ကြည့်လိုက်အောင်ခင်ဗျကဲဒီမှာเนาะဒီကောင်မှာ model ကတော့ zoom ကထုတ်တဲ့ model က6เนาะG7 G7.1GT ဆိုတဲ့ model လေးပေါ့เนาะဒီကောင်လေးကဒီမှာသူ့အဖတ်ပုံစံလေးပေါ့ဒီမှာဖွင့်ပေးမယ်เนาะဖွင့်ပြတယ်ဒီမှာပူဖော့ပါကအစုံနဲ့เนาะဒါတော့ကျွန်တော်တို့ရောက်တော့ဒါဖောက်တာเนาะဒါကြည့်ထားတဲ့ဟာပေါ့ဒီမှာဒါသူ့เนาะအိတ်လေးပေါ့ဒီမှာသူ့ရဲ့ဟိုပါပေါ့စာရွက်စာတမ်းနေဒီမှာကျွန်တော်တို့ G7.1GT เนาะဒီမှာအဖတ်ပုံလေးနဲ့ဒီမှာသူ့ရဲ့ဟိုပါပေါ့အသုံးပြုနေပါညာပေါ့ဗျာเนาะဒီမှာလေးနဲ့သူ့ဟာလေးအစုံပါမယ်เนาะပြီးလို့ရှိရင်ကျွန်တော်ဒီမှာadapter လည်းပါမယ် original adapter zoom original adapter ဒီမှာเนาะ zoom original adapter ပါမယ်เนาะကဲဒီမှာလုံးဝအသစ်တိုင်းရမှာဗျာเนาะအသစ်တိုင်းအားလုံးမြင်တဲ့အတိုင်းပဲလုံးဝအသစ်ကြီးရမယ်ဒါသူ့ဘက်နောက်ဘက်လေးเนาะနောက်ဘက်ဘေးဘက်ဒီမှာနောက်ဘက်เนาะကျုတယ်ကျုပါเนาะဒီမှာကျုနေကျုရတော့တော်တော်တန့်သေးเนาะလုံးဝအသစ်တိုင်းယူရမယ် effect လေးเนาะဒီကောင်လေးရဲ့ဈေးနှုန်းကတော့ဒီဘူးဖော့ပါကင်အစုံလိုက်ကို original adapter အပါအဝင်မှာဈေးနှုန်း6သိန်းခွဲကျပ်တဲ့နဲ့ရရှိမှာဖြစ်ပါတယ်။ file လေးကိုကျန်တဲ့လို့မှာကျန်တယ်ဆိုလို့ရှိရင်399689 Fiber Telegram အစီအစဉ်ဆက်သွယ်ဖိုင်နိုင်ပါတယ်။ဒီမှာလာကြည့်တဲ့ customer တွေကအမှတ်38မြင်းကြီးဆက်တွင်းလမ်းအလုံးမျိုးနဲ့ဂျုံမျိုးမှာလာကြည့်လို့ရပါတယ်။အားလုံးပဲကျေးဇူးပါ။